ပန်းစီအကြီးတွေတက်ကြဘာမှမပါဘာတွေပါမလဲမသိနဲအောင်တက်တာဘာလေးတော့မမလို့ဆိုင်ပြောရင်စကားတော့နောက်မင်းမမြူပဲနဲ့ကျွန်တော်တို့ဒီတိုင်းနေနေအောင်ထားပြရတော့တကယ်ပြောတကယ်ချစ်တယ်好哇，อันนี้จีวันเนี่ยတွေ့ကြတယ်ဟုတ်อันนี้မင်္ဂလာပါเนาะဟုတ်သမီးရဲ့ဒီအိမ်ကလေလူကြီးတွေနဲ့တွေ့ကြလို့ရှင့်လူကြီးတွေကအားပဲလူကြီးလာတာပဲလူကြီးလာတာပဲမဟုတ်လေဟိုပါလဲဒီကကိုနေတို့လာမင်းတို့ရှိတယ်အိမ်မဟုတ်ဘူးဟုတ်သူတို့နဲ့တွေ့ကြလို့ပြီးတော့ဟိုခိုင်နှင်းဝေရောလာရိုက်ကူကူရောဟုတ်ခေါ်ပေးပါအောင်ရှင်သမီးတို့အားလုံးမင်္ဂလာပါเนาะဟုတ်ကဲ့အမက HK online shop ပါဒီနေ့မှာဆိုလို့ရှိရင်လေညီမလေးတွေရောဒီဘက်ကမောင်လေးတွေအတော်ကောင်းပေါ့เนาะအမတို့စီမှာလက်ဆောင်လေးရထားလို့အမလာပြီးတော့ပို့ပေးတာဟုတ်နာမည်လေးမိတ်ဆက်ပေးပါအောင်မဒီဘက်ကကိုနေမင်းသူဟုတ်ဒီဘက်ကမင်းရတာမင်းရတာမို့ဟုတ်ပြီလာမင်းလို့ခေါ်တာဟုတ်ဒီဒါလေးပြောမသိဘူးလို့လာမင်းဒါလေးကလိုက်ကိုဟုတ်ပြီသူပြောတယ်လေဒီကညီမလေးကခိုင်နေဝင်ဟုတ်ကဲ့ဒီအားလုံးအတွက်ပေါ့နော်လက်ဆောင်လေးရထားလို့လာပို့တာဘယ်လိုလက်ဆောင်လေးဖြစ်မဲ့ရှင်လဲဒီဘယ်လိုလက်ဆောင်လေးဖြစ်မဲ့ရှင်လဲဒီဘက်ကဟင် online shop ဆိုတော့ပါဟမ်ကွန်ပျူတာကျွန်တော်လည်းမသိကြဘူးလေမသိဘူးရှင်းတာပေါ့ရှင်းတာကဲဟုတ်ပြီဒါဆိုလို့ရှိရင်လက်ဆောင်လေးအရင်ထုတ်ပြလိုက်မယ်နော်ရင်ခုံလားဘယ်လိုလက်ဆောင်လေးရင်ခုံတော့ပေါ့သိရမလို့လေဘယ်လိုဟာယူမှာရှင်းတော့မထင်ပါဘူးဒီဘက်ကပေါင်းစားလေးကတတိယရင်ခုံလားဒီဘက်ကတသားတော့လည်းပါတယ်ခုံမဲလို့အဲ့နာမကြီးခုံပါလေဗျာဟုတ်ပြီဒါဆိုလို့ရှိရင်လက်ဆောင်လေးနဲ့ပြန်လာခဲ့မယ်နော်ခဏလေးစောင့်ပြပါအေးပေါ့ဒါလေးကကိုနေ့အတွက်ပါတဲ့ဒါလာမင်းအတွက်တဲ့ကြားရင်တော့ကိုနေ့အတွက်တဲ့နော်ဒါလေးကအညွာလေးခိုင်နှင်းဝေအတွက်ပေါ့နော်လက်ဆောင်လေးရောတဘောကြလားကြတာပေါ့တောင်းတဲ့နေကြီးပဲပေါ့နော်တောင်းတဲ့နေကြီးပဲလက်ဆောင်လေးတွေကဘယ်သူကပေးခိုင်းလိုက်တာအောင်သိလားဥငယ်ဖေပေါ့ကျွန်တော်တို့ဖေအဖေကဘယ်မှာရောက်ညာတော့ကိုရီးယားမယ်ဗျဟုတ်လားဖေဖေနာမည်ရောဦးကျော်ဝင်းဦးကျော်ဝင်းတာဖေဖေဦးဝင်းတာဟုတ်တယ်ဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော်နိုင်ငံသားမှာရောက်နေတဲ့ဒီမောင်လေးတို့ရဲ့အဖေပေါ့နော်ဒီကညီမလေးရဲ့ဦးငယ်ပေါ့ကိုဝင်းဦးဝင်းနိုင်ကနေပြီးတော့လက်ဆောင်လေးတွေပို့ခိုင်းလိုက်တာပေါ့နော်ဦးငယ်ဟောလဲဦးပြေးပါအောင်လေဒါလေးကကြတော့ဦးဝင်းနိုင်နဲ့ဘာတော်အောင်တဦးဝင်းနိုင်ရဲ့တူတသားရဲ့ဦးငယ်ပဲပေါ့နော်တသားဘူးကြလက်ဆောင်လည်းမပါဘူးဟမ်မမကိုပြောလိုက်တာဟိုကလေတာတို့ဦးငယ်ကလေလာရဲ့ကူကူအားတဲ့ငယ်သေးတယ်တဲ့ငယ်သေးတော့ကြတော့တဲ့ပတ်ဆက်ကင်ပြီးတော့မတုံခိုင်းကြလို့တဲ့ဘာမှမထည့်ပေးလိုက်ဘူးတဲ့ဟုတ်ရအဆင်ပြေလားရတယ်ပြီးမှမငိုနဲ့နော်ဟုတ်ရတသားနေမျက်နှာကလေးလာတာတသား1 minute လားနဲပါဘူးဟုတ်တယ်မလေးကျန်တဲ့လူတွေကပန်းစီအကြီးတွေတသားကြဘာမှမပါဘာဖြစ်ပါဘူးဘာဖြစ်ပါဘူးဘာမှဖြစ်ဘူးလားဟုတ်တကယ်လို့လက်ဆောင်ပါမယ်ဆိုရင်ရောပြောဖို့ပြောပါပေါ့အခုကျတော့စိတ်ထဲမှာဘလို့နေလဲလုံးမနေပါဘူးဒီတိုင်းပဲဒီတိုင်းပါပဲဟုတ်ငိုတော့မှလားလို့ငိုပါဘူးတသားအတွက်လေဥငယ်ရလေလက်ဆောင်လေးတော့ထည့်ပေးလိုက်သေးရဲ့ရှင်းမလားတသားအတွက်လက်ဆောင်ကြတော့လေဥငယ်ကဒီတိုင်းမပေးခိုင်းဘူးလာရဲ့ကူကူတဲ့မျက်လုံးလေးကိုပွားစီးလိုက်တဲ့ပြီးရကြမှာထုတ်ပြလိုက်တဲ့ပွားလေးဖြီပြီးတော့လေအဲ့ဆိုမမတသားကိုမျက်လုံးလေးပွားစီးလိုက်မယ်နော်ဟုတ်လာရဲ့ကူကူကဘယ်လိုလက်ဆောင်လေးဖြစ်မယ်ထင်လဲမသိဘူးမသိဘူးစိတ်ထဲမှာဘယ်လိုနေလဲအခုစိတ်ခေါင်းလေးရင်ခုန်တယ်အင်းမိုင်ကဲဟုတ်ပြီကဲဒါဆိုဒီဘက်လာမမမျက်လုံးလေးပွားလေးနဲ့စီးလိုက်ပါမြင်ရလားတာမမြင်အောင်ဟုတ်ပြီဒါလက်ဆောင်လေးကရှေ့ရောက်လာပြီမမပွားလေးဖြီးပြမယ်နော်လက်ဆောင်ရအကြီးပဲတွေ့လားတိုက်မိလားတသားနဲ့တိုက်မိရဲ့အေးဟုတ်ပြီဒါဆိုဖြီးလိုက်တော့မယ်နော်
ကဲဟုတ်ပြီတသားတွေလက်ဆောင်ကဒီထဲမှာတဲ့ကိုကကိုရှာမှာတဲ့လို့ရှာလိုက်ပါအောင်တွင်းထဲမှာဘာလေးပါမလဲမသိနဲတယ်ယူလာအောင်လေတသားလက်ဆောင်လေးကိုမမီအေးအဲ့ဆိုမမယူလိုက်မယ်နော်မမယူပေးမယ်ပြောရတယ်တသားသာ1000နဲ့ဘာချီ ဘာဖြစ်ဘူးစိတ်မဆိုးလားဦးငယ်ဆိုးပါဘူးမဆိုးပါဘူးလို့လည်းပြောငိုတော့မိုးကလေးပါဘူးဒီမဲ့ကြည့်လားဒီကကိုကိုအတွက်လည်း10သိန်းဒီမဲ့ဒီဘက်ကကိုကိုအတွက်လည်း10သိန်းဒီဘက်ကမမခိုင်နေဝင်ထဲမှာလည်း10သိန်းတသားသာ1000နဲ့တရွက်ထဲ ဘာချီဘူး ဘာဖြစ်ဘူးမမကလေလက်ဆောင်ဘောကလွဲသွားခြင်းနဲ့နောက်ထပ်တပုံးကြံနေရလိုက်ကိုကိုတော့က2ပုံးပါတာလက်ဆောင်ဘောကဒီပုံးလေးတွေမကောင်နောက်ထပ်တပုံးကြံနေရအဲ့ဆိုနောက်ထပ်တပုံးသားယူလိုက်ရတော့မလားဟမ်ဒီဒါဆိုထပ်ပြီးတော့ပုံဝါလေးစီးလိုက်မယ်ပို့ပြီးတော့ထပ်ပြီးတော့ရင်ခုံရအောင်လို့နော်ဟုတ်ပြီနောက်ထပ်တပုံးလာအောင်မလာရိတ်ကိုကိုတော့ကဒီကောင်မရတော့ကိုကြီးရဲ့ ဘောပါဦး မလို့နဲ့ရလား မြောင်း ရလက်ဆောင်လေးကရှေ့ရောက်လာပြီစမ်းကြည့်ပါအောင်တတဘာလေးတော့ မမလို့ဆိုင် အဲ့ဆိုဖြည့်လိုက်တော့မယ်နော်1 2 3ပြောလား ပြောတယ် ပြောတယ်ခုနကဘလို့ဖြစ်သွားတော့စိတ်ထဲမှာတသားပေါ် ဘာသူပြောရလဲ ပြောပါပဲအခုကျပိုးပြောသွားတာပေါ့နော်တသားဘူးလည်းလက်ဆောင်ပါတော့လေနော်တသားပန်စီရဲမှာလေလေဥငယ်က10သိန်းပါတယ်နော်ဟုတ်သူပြလာငယ်ဝါကျန်စီကြပြောဦးငယ်ကျန်ပါသေးဘူးချမ်းသာပါသေးဗျာ ဟုတ်ပြီနေရာလေးပြန်ဆက်လာခဏလိုလေးတစ်ဆက်ပြန်နေပြီပါအောင်နော်ပြားကိုဘက်လေးတစ်ဆက်ပြန်ရရဒါကြတော့ဒီမောင်လေးတို့ကကြတော့ဦးဝင်းနိုင်ရဲ့သားလေးတွေပေါ့နော်အခုလိုမျိုးဖေဖေကလက်ဆောင်လေးတွေပို့ပေးလိုက်တော့ဘလို့နေလဲ ဟာပြောတာဗော ပြောတာပေါ့ကွန်ပျူတာကြီးဝယ်တော့ ထင်မှမထင်နဲ့တာကြီး စိတ်ထဲမှာအခုဘလို့နေလဲ စေးမဟုတ်ပါဒါမှကိုယ်မှမခံစားဘူးလားဟုတ်တယ်မလား တခါမှမရဘူး တခါမှမရဘူးလေဟုတ်တယ်လူရောက်လာတော့ဘလို့ပြောမှတော့မသိဘူးလေအဲကြောင့် တားကိုပြောနေမှာပေါ့နော် ပြောတာဗော ဆောင်လေးတာဒီဘက်ကတသားရောအခုလိုလေးဖေဖေကလက်ဆောင်လေးပို့ပေးလိုက်တော့တသားရဲ့စိတ်ထဲမှာလေးဘလို့လေးဖြစ်လဲ ပီတိဖြစ်တယ်ဗျ ပီတိဖြစ်တယ် ဟိုအဲ့လိုကြီးလုပ်မယ်လို့လည်းမတင်တော့ဘူးညပြီးရင်ဂိတ်ဆော့သွားမယ်ဆိုပြီးလုပ်တော့တာ အခုကျဖေဖေကလက်ဆောင်ကြီးပို့ပေးလိုက်တာနော်ဖေဖေကလေဒီဘက်ကသားတို့အတွက်ပေါ့နော်စာလေးလည်းရေးပေးထားသေးတယ်ဖေဖေစီကစာလေးနားထောင်မလားဟုတ်ပြီဒါဆိုမမကဖတ်ပြပေးမယ်တေချာနားထောင်ပြီးအောင်နော်မောင်လေးတို့ကသားတို့အတွက်တဲ့အဖေလက်ဆောင်ပို့ပေးလိုက်တယ်တဲ့ဖေဖေရဲ့လက်ဆောင်လေးရောတဘောကြကြရဲ့လားတဲ့ ဘောကြတာဗော ဒီဘက်ကသား ဟောကြပါ တဘောကြရဲ့ဒီမှာဖေဖေကလူအားတဲ့နိုင်ငံသားရောက်နေပါမယ်တဲ့စိတ်ကတော့သားတို့စီမှာပါတဲ့အဖေသားတွေကိုတတိရတယ်တဲ့ဖေဖေက လွမ်းလာဗော ဒါ ချစ်နိုင်ပြန်လာပြီ အော်ရှင်းနိုင်ပြန်လာတယ်ငါဖေဖေနော်ဟုတ်ပါသားတို့အတွက်တဲ့အဖေကစူးစမ်းနေတာမို့သားတို့ကလည်းလိမ့်လိမ့်မမနဲ့ကြည်ပြင်းလာပေးပါတဲ့ဖေဖေက ဝယ်ပါ သားတို့ဖေဖေကတဲ့သားတို့အတွက်စူးစမ်းနေတာပါတဲ့အခုချိန်ရတော့လေဖေဖေကသားတို့အတွက်စူးစမ်းနေတဲ့အချိန်လေးဆိုတော့ခဏလေးတော့ဝေးရအောင်ပါပေါ့ခဏလေးတော့လွမ်းရအောင်ပါပေါ့နော်ပြီးလို့ရှိရင်ဖေဖေကသားတို့စီကိုပြန်လာမှာဖေဖေကလည်းသားတို့အတွက်စူးစမ်းနေရတဲ့အဲ့ဒါကြောင့်မလို့သားတို့ကလည်းလိမ့်လိမ့်မမနဲ့ကြည်ပြင်းလာပေးပါတဲ့ဖေဖေက လေးလေးမမနဲ့ကြီးပြင်းမှာပါလား
ပြီးတော့ညီကအောင်ညီကြပါတဲ့ဒါတို့နော်ကျမရဲ့ယူဆိုင်ပါတဲ့ပြပြ ဟုတ်ကဲ့ ဒီဘက်ကတာအကြီးပေါ့နော်ကိုနေစားအဲတာအကြီးကရောဖေဖေအတွက်ဘာပြန်ပြီးတော့ပြောမလဲ ဟိုကျမ်းမာရေးကူးဆိုင်ပေါ့စင်ပြေအောင်နေပေါ့စင်ပြေမှရမှာလေအဲ့ဒါပါပဲဒီနေ့ကဘယ်လိုရအောင်ရမ်းချစ်တယ်ပေါ့ဗျာ ရင်ထဲရောအဖေအတွက်ပြောချင်တဲ့စကားတွေရှိလားရှိလို့ရှိရင်ပြောပြပါ ပြောရင်စကားကတော့နောက်မင်းမမြူဘဲနဲ့ကျွန်တော်တို့ဒီတိုင်းနေနေအောင်ထားပြရတော့တကယ်ပြောတကယ်ချစ်တယ်ဒါပါပဲ ကဲပါဘက်ကတသားရောဖေဖေကိုဘာပြန်ပြောမလဲ ကျမ်းမာရေးကလေးစောက်ပေါ့အရက်တွေပြရည်လဲရှော့တော့နောက်မင်းမမြူနဲ့တော့ဒီတိုင်းလေးပဲနေသွားကြတယ် တသားရဲ့ရင်ထဲမှာဖေဖေကိုပြောချင်တဲ့စကားတွေရှိသေးလား အဲ့ဒါပါပဲ နော်အဲ့ဒါပါဘာလို့လဲဒီဘက်ကသူမလေးကဘာလို့လဲပြောလိုက်ဘာပြောဟာဘာလို့ငိုရတော့ သူတို့တွေကမေးမရှိဘူးလေငယ်လေးကတူတူနေလာဆိုတော့ဘယ်လိုပြောမလဲဦးငယ်ကိုလည်းကိုသမီးတို့အတွက်ကြည့်ကြမလို့ပါဘူးကိုသားတွေအတွက်ပဲကြည့်ပြီပေါ့နော်ပတ်စံပြီးရဲဆိုတာထက်ဟိုကလေးတွေကိုတကယ်စိတ်တရားဟိုပြောမလဲသူတို့လိုအပ်တဲ့ဟာကိုပေးစီချင်တာသမီးကဦးငယ်လည်းဟိုကြည့်နေမယ်ဆိုလို့ရှင်သူတို့ကဟိုကောင်းလေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ပတ်စံတူတာထက်သူတို့တကယ်ဘာလိုအပ်တော့စိတ်ထဲကဘလို့ဖြစ်စေခြင်းတော့ပေါ့နော်ကလေးတွေကိုအဲ့လိုတက်တက်မင်းမင်းလေးဖြစ်စေခြင်းတဲ့ဟာလေးကိုလုပ်ပေးစေချင်တာပါပတ်စံကတော့ဟိုရှာနိုင်နေလေနော်သူတို့ကိုအဲ့လိုမိဘတယောက်အနေနဲ့အဖေတယောက်နေအဖေနေရာနေရောအမေနေရာနေရောအဲ့လိုမျိုးညီမအောင်လေအဲ့လိုမျိုးကလေးတွေအတွက်ကိုတွေးပြီးပြီးတော့နေပင်ရပါပြီအဲ့ဒါပတ်စံဆိုတာတူတူကိုဝါပြည့်ရလေနော်ရှာနိုင်နေဆိုတော့လေအဲ့ဒါမနာပါလေအဲ့ဒါကတော့မထင်ထားလို့ သူမလေးကိုလည်းပေါ့နော်ဦးငယ်ကကျမကြီးခင်းဆိုင်ပါတဲ့လေလေမမနေပါတဲ့ လိမ်မမနေပါလေ ခုနပြောတာလေးကတော့သူမတယောက်အနေနဲ့ပေါ့နော်ဖြစ်စေခြင်းနဲ့ဦးငယ်ကိုဖြစ်စေခြင်းနဲ့အရာလေးတွေပေါ့နော်ဦးငယ်ကလည်းကြည့်နေမှာဆိုတော့ဒီကသူမလေးပြောတဲ့အတိုင်းဖြည့်ဆည်းပေးမှာပါလားတခြားရောဦးငယ်အတွက်ဘာပြန်ပြီးတော့ပြောမလဲ အဲ့တော့ဒီညနိုင်ငံမှာဆိုတော့ဟိုပတ်စံယူကိုပဲချိတ်ပြီးတော့မက်မနေနဲ့ပေါ့ကျမရေးကောင်းမှလုံနိုင်မှာအဲ့မှာလည်းနောက်ကလူရလည်းစိတ်ချမ်းသာမှာအဲကြောင့်မို့ကျမရေးကောင်းအောင်ပဲနေအဲ့ဒါပဲပြောချင်တယ်စိတ်ချမ်းသာအောင်နေကျမရေးကောင်းအောင်နေ ဘာလို့တော့လိုက်ကိုကငိုးနေရပါဦးငယ်လွမ်းလို့ အော်နဲ့တတိယလို့လား တတိယရတယ်ဗျာ တတိယရဲ့ပြန်လာပြီလား ငါရှင်နေ လာသေးတယ်မဦးငယ်ကလည်းဘလို့တဲ့ပတ်ဆက်တွေအများကြီးတွားရှာနေရဆိုတော့လေဒီခဏလေးတိခံလိုက်ပြန်လာမှာနော်ဦးငယ်ကသားလို့စီလို့လေနော် ဟုတ် ဟုတ်ဦးငယ်ကလေဒါဒီလိုက်ကိုလည်းကျမကြီးကူးဆိုင်ပါတဲ့ပြီးတော့လင်းလေးမမနီးတဲ့ဒီကောင်းအောင်လည်းနီးတယ်နော်ဟုတ်ဦးငယ်ကတသားဦးငယ်ကိုဘာပြောမလဲ ဦးငယ်နေကောင်းနေပါလို့ကြားနိုင်ကြမလို့ဟုတ်ကောအလုံးတွေအောင်လုံးလို့အရက်ကိုလည်းမတောက်တော့ပါနဲ့အရက်ကိုလည်းဖြတ်ပါလို့အလုပ်ကိုလည်းကျိုးစားစားနဲ့နေကောင်းနေပါလို့ပြောချင်